ကဘောတဝတ္တပြောင်းရွှေ့သွားသောသာသနာတော်ကမကြီးတော်မမလေးကိုတော်မမလေးအတွက်ယေရှုရင်မှန်၍လူတန်းတဲ့ကုသိုလ်ကောင်းမှုတို့ကိုဝမ်းမြောက်ဝမ်းသာသာတို့ခေါ်နိုင်ရန်အတွက်နေရာပေး၍မေတ္တာရက်ခံအပ်ပါသည်ပါစုသင်္ကန်းအဖြစ်လည်းမြောက်သာသနာတော်ရဲ့ကမကြီးအတွက်လည်းဖြစ်အောင်လိုက်ဆိုလိုက်မယံပန္တိသံသာရဝတ္တဒုက္ခသောမောဇနာထာယဣမံဝတ္တဝါတိကာစီဝရံသံဃတခေမနိဗ္ဗာနတပစ္စယောဟောတုအရှင်အနန္တကံဝင်ကျေစုရှင်မိခင်ကြီးတော်မမလေးကိုယေရှုရင်မှန်၍ဘုရားမှုရှိသောသံဃာတော်အရှင်သူမြတ်တို့ကိုမုတ်ဆုံးဘောစဉ်ထိုခြင်းရတာအပြာပြာနဲ့ဝါစုသင်္ကန်းမိမိသံဃာတော်အရှင်သူမြတ်တို့သုံးဆောင်နိုင်ရန်အတွက်ကောင်းအောင်နဲ့နဝကမဝိတုဝေတို့ကိုသာကံလူတန်းရသောဒါနကုသိုလ်ကံစေတနာတို့ကြောင့်တရခန္ဓာဘဝတဝါတို့ပြောင်းရွှေ့သွားသောသာသနာတော်ကမကြီးတော်မမလေးသည်ကောင်းရာဒုက္ခတိကောင်းရာဘဝဝါတို့ရောက်ပါစေခြင်းရပါစေခြင်းအကျိုးငါဟဲ့သူညီများအများရကြ၍ကိုယ်စိတ်နှပြကျမ်းမာသံသာကြသည်ရှိကြပါစေကုန်သောမိခင်ကြီးတော်မမလေးနှင့်တကွာအားလုံးကြာကြာသမျှအမြယူတော်ကြပါကုန်သောသာဓုသာဓုသာဓုမိခင်ကြီးတော်မမလေးနှင့်တကွာအားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုမိခင်ကြီးတော်မမလေးနှင့်တကွာအားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုလူကျင်လူမပေါင်းသူတော်ကောင်းတို့နဲ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားလုံးအသက်ရှိစွာအာနာကင်းကြပါစေ